ဒီနေ့အိမ်မှာငယ်လေးကလေးကနေအရန်ကြိုက်ရတဲ့ပဇွန်ချင်းဆက်ဟင်းလေးချက်စားဖြစ်ပါတယ်။အရင်ဦးဆုံးပဇွန်လေးကိုဆေးကြောသက်ဆင်ပြီးရင်အချို့မုတ်စားစနွေးတို့နဲ့နေထားပေးလိုက်ပါမယ်။ပြီးရင်တော့ဟင်းမှာထည့်ဖို့အတွက်ငရုတ်သီးကျက်သွန်နီးကျက်သွန်ဖြူနဲ့မင်းတို့ကိုပြင်ဆင်ထားပါတယ်။ငရုတ်စုံမရှိတဲ့အတွက်ကျက်သွန်ဖြူနဲ့ကျက်သွန်နီးကိုလက်ဆွဲချိတ်ဆက်လေးနဲ့ချိတ်ထားပေးလိုက်ပါတယ်။လက်ဆွဲချိတ်ဆက်လေးကတော့ကျက်သွန်နီးကတအားကြီးတော့မညက်ပါဘူး။ပြီးရင်တော့အပူပေးထားတဲ့အိုးမှာစီအနှဲငယ်ထည့်ပြီးရင်စီဆူလာတဲ့အခါမှာပစုံကိုအရင်ကြော်ပေးပါမယ်။ပစုံနဲ့ခဏကြော်ပြီးလို့နီလာတဲ့အခါခဏကကြိတ်ထားတဲ့ကျက်သွန်နီနဲ့ရုပ်သီးတွေကိုလာပြီးတော့စီသက်ပေးပါမယ်။စီသက်တဲ့ထဲမှာရွှေကငပိနှင်းငယ်ပါစီထည့်သက်ပေးပါတယ်။ဒီကငပိကအရန်ကိုအနက်က strong ဖြစ်တဲ့အတွက်ရှီကနည်းနည်းပဲထည့်ပါတယ်။ပြီးရင်ခွဲချမ်းထားတဲ့မုံမြွသီးလေးတွေကိုလည်းလာထည့်ပေးပါတယ်။မကြီးမရည်တွေကိုလည်းလိုသလောက်လာလောင်းထည့်ပေးလိုက်ပါတယ်။အရသာအတွက်စားချိုမုံအသားမုံတို့ကိုလိုအပ်သလောက်ထည့်ပြီးတော့ရေလေးနည်းနည်းထည့်ပြီးရင်အဖုံးလေးအုပ်ပြီးတော့ခဏတည်ထားပေးလိုက်ပါတယ်။မိနစ်ငယ်လောက်ဆူလာပြီးရင်ခဏကညှက်ထားတဲ့နည်းနည်းမင်းကြီးကိုလာထည့်ပေးပါမယ်။မဆလာရှိရင်တော့မဆလာလေးပါအုပ်ထည့်ရင်ပုံမွေးပါတယ်။ရွှေမှာကမဆလာမရှိတဲ့အတွက်နည်းနည်းမင်းလေးပဲအုပ်ထည့်လိုက်ပါတယ်။ကဲအခုဆိုရင်တော့အရန်ကောင်းတဲ့ပစွန်ချင်းဆက်ဟင်းလေးရပါပြီ။